မန်စီးတီးရဲ့ပြစ်မှတ်ထဲကိုပါဝင်လာတဲ့ပထရိုနက်တိုဟုတ်ပါတယ်ညီကိုတို့ရဲ့အခုလက်ရှိမှာဗျာဒီချက်စီးပွေးသက်တွေအတွက်စိတ်ဝင်စားစရာသတင်းတစ်ပုဒ်ကထွက်ပေါ်လာပါတယ်သတင်းအရင်းမြစ်တွေရဲ့ဖော်ပြချက်အရမန်စီးတီးကချက်စီးတော်မှန်ကစားသမားဗျာပထရိုနက်တိုကိုခေါ်ယူရမယ့်ကစားသမားစင်းရင်းထဲမှာထည့်သွင်းထားတာဖြစ်ပါတယ်တကယ်တော့ဗျာဒီနက်တိုဟာဒီဝူအသင်းမှာကစားနေစဉ်ကတည်းကမန်စီးတီးရဲ့စိတ်ဝင်စားမှုကိုဗျာရရှိခဲ့မှုသူပါအခုတော့ဒီနီးပြတဲ့အန်ဆိုမာရက်စ်ကလက်ထက်မှာစီးတီးရဗျာသူ့ကိုထပ်မံစောင့်ကြည့်လာတာဖြစ်ပါတယ်ဒီနေရာမှာစိတ်ဝင်စားစရာကောင်းတာကမာရက်စ်ကာနဲ့နက်တိုတို့ကဒီချက်စီးမှာဗျာအတူလက်တွဲလာစဉ်ကတည်းကကောင်းမွန်တဲ့ဆက်ဆံရေးရှိခဲ့ပါတယ်ဒါကြောင့်မန်စီးတီးဘက်ကဗျာစိတ်ဝင်စားနေတာအံ့ဩစရာတော့မဟုတ်ပါဘူးဒါပေမဲ့လက်ရှိအချိန်ထိဗျာတရားဝင်ကမ်းလှမ်းမှုမရှိသေးပဲစိတ်ဝင်စားမှုအဆင့်သာရှိနေသေးတဲ့အခြေအနေမှာဖြစ်ပြီးမန်စီးတီးအနေနဲ့ဗျာဒီနောက်ခံလူမာလိုကက်စတိုကိုလည်းသဘောကျနေပေမဲ့ဒီချက်စီးဘက်ကသတ်မှတ်ထားတဲ့ဈေးနှုန်းပါဗျာလက်ရှိအချိန်မှာမြင်မလွန်းတယ်လို့ယူဆထားပါတယ်တစ်ဖက်မှာတော့ဗျာချက်စီးရာဒီအပြောင်းအရွှေ့ဈေးကွက်မှာတိုက်စစ်ပိုင်းကိုဗျာပြန်လည်ဖွဲ့စည်းနေပါတယ်ခန္ဓာချိုးဗျာရောင်းချထားပြီးတော့ဒီနီကိုလက်ဂျက်ဆင်ကလည်းအသင်းကနေထွက်ခွာနိုင်တဲ့အခြေအနေရှိတာကြောင့်တောင်မန်နဲ့တိုက်စစ်ပိုင်းကိုဗျာအင်အားဖြည့်ဖို့လှုပ်ရှားနေပါတယ်အဲ့ဒီတွေဒီလေဘာကိုစင်လူငယ်ကျယ်ပွင့်ကာရင်အလာဖီကိုဘစ်ကိုခေါ်ယူဖို့လဲဆွေးနွေးမှုတွေပြုလုပ်နေပါတယ်လက်ရှိအခြေအနေကိုကြည့်မယ်ဆိုလို့ရှိရင်ဗျာဒီပက်ထရိုနက်တိုဟာဒီချက်စီးရဲ့အနာဂတ်အစီအစဉ်တန်းမှာပါဝင်နေဆဲဖြစ်ပြီးတော့မန်စီးတီးရဲ့စိတ်ဝင်စားမှုကတော့ဗျာဒီကစားသမားရဲ့အရေးအသွေးတွေကိုထပ်မံသက်သေပြနေတဲ့အချက်တစ်ခုလို့ဆိုနိုင်ပါတယ်ဒါပေမဲ့ဒီအပြောင်းအရွှေ့ရဗျာအမှန်တကယ်ဖြစ်လာမလားဆိုတာကတော့ဒီလာမယ့်ရက်ပိုင်းအတွင်းဒီမန်စီးတီးဘက်ကတရံဝင်လှုပ်ရှားမှုရှိမရှိဆိုတဲ့အပေါ်မှာပဲမူတည်နေပါတယ်ကျွန်တော်ဒီချက်စီးပန်ညီကိုတွေကရောဒီပက်ထရိုနက်တိုကိုဆက်ပြီးတော့ထိန်းထားသင့်တယ်လို့ထင်လားဒါမှမဟုတ်သင့်တော်တဲ့ဗျာဈေးနှုန်းရမယ်ဆိုရင်ရောင်းပြီးတော့ကစားသမားသင့်နဲ့အစားထိုးသင့်တယ်လို့မြင်လားကောမန့်ထဲမှာဝင်ရောဆွေးနွေးသွားနိုင်ပါလေခင်ဗျ